မင်္ဂလာပါညီမနာမည်ကတော့မထက်သူလိုင်းဖြစ်ပါတယ်အခုလက်ရှိမှာတော့ပေါ့မန္တလေးကဆေးရုံတစ်ခုမှာပဲ pharmacy department မှာလုပ်ကိုင်နေပါတယ် LBU မှာကတော့ BA Honors Year 1မှာ Singapore Pathway နဲ့ပညာသင်ကြားနေပါတယ်ရှင်LBU စသည်တာကတော့အရင်အလုံးမှာတော့ပေါ့နော်လုပ်ဖို့ခိုင်းမဲ့တငယ်ချင်းကနေပြီးတော့ဒီမှာပဲတက်နေတာပေါ့နော်သူကနေပြီးတော့စပြီးတော့ mix up ပေးခဲ့တာဖြစ်ပါတယ် scholarship ကိုလည်းတငယ်ချင်းကနေပဲ recommend ပေးလို့ရှောက်ဖြစ်တာပါပြီးတော့Facebook page တွေမှာလည်းတွားပြီးတော့လေ့လာပြီးတော့ပေါ့နော်အဲ့ကအချက်လက်တွေကိုစုဆောင်းပြီးတော့ရှောက်ဖြစ်ခဲ့တာပါပုံမှန်ဆိုရင်တော့ scholarship ရှောက်တာရေးဆိုလို့ရှိရင်ပေါ့နော်ကိုယ်ခက်ခဲတယ်လို့ပဲထင်ခဲ့တာပေါ့နော်ထိုင်းကြည့်ဖို့ဆိုတာတိတ်ပြီးတော့မရဲခဲ့ဘူးအခုကတငယ်ချင်းကိုယ်တိုင်ကလည်းဘေးနားနေပြီးတော့သူကိုယ်တိုင်လည်းရှင်းပြပေးရရဲ့ Facebook page မှာတင်ထားတဲ့ချက်လက်တွေကိုစုဆောင်းပြီးတော့ပေါ့နော်လိုအပ်တာတွေကိုကိုယ့်ဘက်ကနေအရင်ဆုံးဖြည့်ခဲ့တယ်ဖြည့်ပြီးတော့ email မှာပေါ့နော်ကိုယ့်ဘက်ကနေပြီးတော့ဘာအခက်အခဲရှိရဲ financial အနေနဲ့ပေါ့နော်ဘာအခက်အခဲရှိရဲဆိုတာတွေရဲ့ပြီးလို့ရှိရင်ကိုယ့်ရဲ့ family အခြေအနေရပြီးတော့လို့ရှိရင်အလုံးမှာပေါ့နော်ရတဲ့လစာ pay slip တွေအဲ့ဒါတွေနဲ့ပြီးရင်ကိုဘာကြောင့်ဒီ scholarship ကိုရကျင်တယ်ဆိုတာဘာကြောင့်ဒီပညာရပ်ကို business management ပညာရပ်ကိုသင်ယူခြင်းတယ်ဆိုတာတွေကိုတစ်ချက်SC ကနေပို့ရပေါ့နော်ပို့ပြီးတော့လို့ရှိရင် second interview ပါတယ်ဆိုလို့ရှိရင် CEO နဲ့ second interview မှာစကားပြောရတယ်မိကုန်းတွေမေးရပေါ့နော်ဘာကြောင့်ဒီ scholarship ကိုရကျင်တာလဲဘာကြောင့် business management ကိုလေ့လာကျင်တာလဲဆိုတာတွေကိုမေးတယ်အဲ့ချိန်မှာကိုကဘာလို့ဒီနယ်ပယ်ရဲ့ဝင်ကျင်လဲဆိုတဲ့အကြောင်းအရာတွေကိုတည်ချာလေးရှင်းပြပြတယ်ပေါ့နော်ပြီးရင်အနာဂတ်မှာလည်းကိုကတကယ်ကိုကောင်းအောင်မြင်တဲ့စီးပွားရေးပညာရှင်တယောက်ဖြစ်ချင်တယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ခက်ခဲနေတဲ့လူတွေကိုကူညီချင်တာဖြစ်တဲ့အတွက်ဒီရဲ့ scholarship ကိုရှောက်ခဲ့ရပါဆိုပြီးတော့တည်ချာလေးပြောပြခဲ့ပါတယ်ရှင် scholarship ရပြီဆိုပြီးတော့ email ပို့တဲ့အခါမှာပေါ့နော်အရန်ကိုဝမ်းသာခဲ့တယ်ကိုရက်တန်ထားတဲ့ပညာရေးတွေလည်းဆက်ပြီးတော့သင်ယူနိုင်တဲ့အတွက်ပေါ့နော်ပြီးရင်ဒီအရန်ကိုသင်ယူနေတဲ့ business management ပညာရပ်ကိုကိုယ့်ဘက်ကအရန်ဝင်ထုတ်ဝင်ဖို့မဖြစ်ဘဲနဲ့သင်ယူနိုင်တဲ့အတွက်အရန်ကိုကျင့်နှံ့မိပါတယ်။ညီမရဲ့နောက်ရှောက်မဲ့လမ်းမှာပေါ့နော်ညီမဖြစ်ချင်တဲ့အိမ်မက်ညီမဖြစ်ချင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ဖို့ဒီ LBU ရဲ့ပေါ့နော်ဒီပညာရေးကိုဆက်ပြီးတော့ရှောက်လန်းခဲ့တဲ့အတွက်အဲ့ဒီ blend တစ်ချောင်းမှာအထောက်ကိုအများကြီးဖြစ်မယ်လို့ယုံကြည်ပါတယ်။ကျောင်းမှာတော့ hybrid classroom တွေရှိရတဲ့ပေါ့နော် online နဲ့လည်းတက်လို့ရတယ် offline နဲ့လည်းတက်လို့ရတယ်ပေါ့နော်။အဲ့ဒီအချိန်မှာညီမကအလုပ်တစ်ဖက်နဲ့ကျောင်းတက်ရတာဖြစ်တဲ့အတွက်campus မှာအဆင်ပြေတဲ့အချိန်ဆိုလို့ရှိရင် campus မှာလာတက်တယ်တကယ်လို့အလုပ်တစ်ဖက်နဲ့အဆင်မပြေဘူးဆိုလို့ရှိရင် online နဲ့ join ဖြစ်ပါတယ်။အလုပ်တစ်ဖက်နဲ့တက်ရတာဖြစ်တဲ့အတွက်ပေါ့နော်ဟိုဘက်ကလည်းဆေးရုံဆိုတော့ weekend ပိတ်တဲ့အလုပ်မဟုတ်တဲ့အတွက်ဟိုဘက်မှာလည်းတစ်ဖက်ညှိရတယ်ဒီဘက်ကိုလည်းတစ်ဖက်ပြန်ညှိရဖြစ်တဲ့အတွက်နည်းနည်းအခက်အခဲလေးတွေတော့ရှိရပေါ့နော်ဒါပေမဲ့နှစ်ဖက်စလုံးက flexible ဖြစ်တဲ့အတွက်အဆင်တော့ပြေပါရဲ့ရှင်ညီမရဲ့အနာဂတ်ရည်မှန်းချက်ကတော့ဒီ LBU မှာသင်ကြားထားရဲပေါ့နော် business management ပညာရပ်တွေပြီးတော့ leader ကောင်းတယောက် manager ကောင်းတယောက်ဖြစ်အောင်သင်ယူထားတဲ့ပညာရပ်တွေကိုလက်တွေ့အသုံးချပြီးတော့အလုပ်မှာလဲပေါ့နော်ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဘက်တွေကိုအတူတူလက်တွဲခေါ်မယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့နောက်တစ်ချိန်ကြာလို့ရှိရင်အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ချင်ပါတယ်ရှင်Okay အမကို scholarship ပေးခဲ့တဲ့အတွက် LBU ကိုအရန်ကျေးဇူးတင်ပါတယ်ပြီးတော့ပေါ့နော်ဒီပညာရပ်တွေကိုအသုံးချပြီးတော့လည်းနောက်အနာဂတ်မှာပို့ပြီးတော့ကောင်းမွန်တဲ့တဆင့်ကိုတက်နိုင်လိမ့်မယ်လို့လည်းယုံကြည်ပါတယ်ပြီးရင်ဒီမှာပေါ့နော်ကျောင်းရဲ့ feeling ကိုပြန်ပြီးတော့ခံစားရတယ်ပြီးလို့ရှိရင်assignment တွေလုပ်ရတယ် group work တွေလုပ်ရတယ် presentation တွေလုပ်ရတဲ့အတွက်လည်းပေါ့နော်အချင်းချင်းပို့ပြီးတော့ကျောင်းသူကျောင်းသားချင်းတွေလည်းပို့ပြီးတော့စီးလုံးမှုတွေရှိရပေါင်းဖော်အသစ်တွေလည်းရရပေါ့နော်တကယ်ချင်းအသစ်တွေရတယ်network ကောင်းတွေလည်းရလာတဲ့အတွက်အဲ့ဒါတွေအတွက်လည်း LBU ကိုအရန်ကိုကျေးဇူးတင်မိပါတယ်နောက်ထပ် LBU ကိုscholarship လျှောက်ဖို့စိတ်ကူးထားရဆိုလို့ရှိရင်စူးစမ်းကြည့်ပါလို့တိုက်တွန်းချင်ပါတယ်အရင်လဲ process ကမခက်ခဲတဲ့အတွက်ပေါ့နော်တခြား scholarship process တွေလို့အရင်ရှုပ်ထွေးနေတာမဖြစ်တဲ့အတွက်တကယ်လို့ကိုက financial အခက်အခဲရှိပြီးတော့ပညာရေးတစ်ခုကိုပြီးဆုံးအောင်ရှောက်လန်းချင်တယ်ဆိုလို့ရှိရင်ဒီ LBU ကိုရွေးချယ်ဖို့တိုက်တွန်းချင်ပါတယ်ရှင် Education for a promised future